like ကသူနဲ့တွဲတဲ့ပုံစံကတာမန်တွဲတယ်ဆိုရင်နောက်ကတွဲလို့ရတဲ့ပုံစံကနောင်တွဲတယ်အဲ့တော့ verb ပဲရှိတယ်ဆိုရင် ing ပြောင်းတယ်အဲ့လိုလေးမှတ်ရမှာဒီလိုလေးပဲပေါ့နောင်ရှိရင်နောင်ထည့်တယ်နောင်မရှိဘူး verb ရှိရင်အဲ့ဒီ verb ကို ing ပြောင်းတယ်အဲ့ဒါကိုအခေါ်ရဆိုတော့ gerund လို့ခေါ်တယ်မခေါ်တတ်လည်းထားလိုက်ပါနော်ဒါဆိုလို့ရှိရင်ငါကခုနကတော့ဗာကြိုက်တယ်ပြောတာပန်းဒီကြိုက်တယ်ဆိုရင် I like apple ဒါဆိုရင်ငါကပန်းဒီကိုကြိုက်တယ်လို့သုံးတာပန်းဒီကိုကြိုက်တယ်ပန်းဒီကနောင်ဖြစ်တဲ့အတွက်ကြောင့်ဒီတိုင်းလေးပဲသုံးရုံပဲပန်းဒီရဲ့အသားကိုကြိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒီ apple မှာ s တွေပါထည့်စရာမလိုဘူးနော်ပန်းဒီရေတွက်ကိုပြောရဆိုရင်တော့ထည့်ပေးရမှာဖြစ်တယ်အဲ့တော့ I like apple ငါပန်းဒီကိုကြိုက်တယ်အဲ့တော့ငါဘောလုံးကစားရတာကိုကြိုက်တယ်လို့ဂီတာတီးရတာကြိုက်လိမ့်မယ်နော်ငါဂီတာတီးရတာကြိုက်တယ်ဆိုရင်တော့အဲ့တော့ I like ကိုသုံးပြရနော် I like အဲ့တော့ play ကစားတီးလို့ပဲဖြစ်တဲ့အတွက်ကြောင့်သူက play ဆိုတဲ့ပဲအများကြီးပဲနော်တစ်ဖက်သားကိုလှည့်စားတာမှလည်းသုံးတယ်တခုခုဂီတာတီးတာတခုခုတီးတာမှလည်းသုံးတယ်ကစားတာမှလည်းသုံးတယ်တကယ်ကစားတာမှသုံးတယ်လို့လှည့်စားတဲ့နေရာမှာလည်းသုံးတယ်ဒါကြောင့်မလို့အဲ့ဒီစကားလုံးနဲ့ပတ်သက်လို့အဲ့တော့ I like ဆိုရင်သူက play ဖြစ်တဲ့ verb ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါကို ing ပြောင်းတယ် I like play အဲ့တော့ the guitar ဒါဆိုလို့ရှိရင်ငါဂီတာတီးရတာကိုကြိုက်တယ်သုံးတာ I like play guitar ဒီပုံစံလေးမသုံးချင်ဘူးဆိုရင်နောက်တစ်မျိုးလေးသုံးမယ်ဆိုရင်ဒီပုံစံပဲနော်နောက်ကအခုကနောင်သုံးပြတာနောက်တစ်လုံးလေးဆိုရင် I like to to ထည့်ပဲဆိုရင်နောက်ကအဲ့တော့ play ဒီ verb ဖြစ်တော့မယ် ing ထည့်စရာမလိုဘူး I like to play guitar အသေးလေးထည့်ပေးရတယ်ထူရီးရတီးရင် GUITE ရနော်အဲ့တော့ဒါဆိုလို့ရှိရင်ငါကဂီတာတီးရတာကိုကြိုက်တယ်လို့သုံးတာဒါလေးမို့ဒီကြိုက်တယ် I like စဉ်းစားပေါ့နော် I like နောက်ကကိုပါကြိုက်လဲ orange နောက်တစ်ခါကိုပါကြိုက်လဲတခုခုကိုကြိုက်တဲ့အရာတခုခုငါမဲသားကြိုက်တယ်အဲ့တော့ I like beef BEEF နော်အဲ့တော့ငါကဝက်သားကြိုက်တယ် I like pork နော် PORK ဒါကိုကြိုက်တာလေးတွေကို like အကြောင်းသုံးပြတာပေါ့လေအဲ့တော့နောက်တစ်ခုအနေနဲ့မင်းဝက်သားကြိုက်လားလို့မေးခွန်းမေးမယ်လားမေးခွန်းဖြစ်တဲ့အတွက်ကြောင့်ကြိုက်တာဆိုတဲ့ verb ဖြစ်ထုတ်တဲ့စကားလုံးဒီ do နဲ့ထုတ်တယ်အဲ့တော့ do နဲ့မေးခွန်းထုတ်လိုက်တဲ့ do ဒါလေး do ရိုက်တာနော်အဲ့တော့ do you like အဲ့တော့ pork နော်ဒါဆိုလို့ရှိရင်မင်းဝက်သားကြိုက်လားလို့မေးတာနော်ဝက်သားဟင်းဆိုတော့ထည့်လိုက်ပေါ့နောက်က curry ထည့်လိုက်ရနော် do you like pork ဆိုမင်းဝက်သားကြိုက်လားနော်ဝက်သားကြိုက်လားမင်းကြက်သားကြိုက်လား do you like chicken ဒါဆိုရင်အဲ့တော့ကြက်သားကြိုက်လားမင်းပန်းဒီဖြိုရည်ကြိုက်လား do you like apple juice ဒါဆိုရင် do you like apple juice ဆိုလို့ရှိရင်မင်းပန်းဒီဖြိုရည်ကြိုက်သလားမေးတာ do you like အဲ့တော့ apple juice ဒါဆိုရင်ပန်းဒီဖြိုရည်ကြိုက်လားဖြိုရည်ဆိုတော့s ထည့်လို့မရဘူးဒီတိုင်းပဲသုံးမှာဖြစ်တယ်နော်ရေးလို့မရဘူးပေါ့အဲ့တော့ do you like apple juice ပန်းဒီဖြိုရည်ကြိုက်လားလို့ပြောတာအဲ့တော့ဒါဆိုရင်ကြိုက်သလားမကြိုက်သလားနဲ့ပတ်သက်ပြီးတော့ထားပါတော့မင်းရဲ့တူမလေးပေါ့ဒါမှမဟုတ်လေတူလေးပြောမလားလောလောကူကူပဲပြောမလားမင်းရဲ့အမေလိုပဲပြောမလားเนาะပြောချင်တာပြောလို့ရတယ်เนาะအနေကိန်းနဲ့ပြောပြချင်တာပေါ့လေအဲ့တော့မင်းညီမလေးကအမေသာစားလာလို့မိခွန်းမေးချင်တယ်ဆိုလဲရရဲ့ဒီနေရာမှာလောလောဆယ် like ကိုပြောနေတာဖြစ်တဲ့အတွက်ကြောင့်အမေသာကြိုက်လားပေါ့เนาะအဲ့တော့မင်းညီမလေးဆိုတော့တယောက်တည်းဆိုတော့အနေအဲ့တော့ does your sister အဲ့တော့ဒီနေရာမှာ likeရနော် does your sister like beef ဒါဆိုရင်မင်းညီမလေးကအမေသာကြိုက်လားပေါ့လေဒါတော့အစားတောက်ကြောင်တိတမပြောသေးဘူးဒီပါတဲ့တင်ယုံနဲ့ပဲပြောပြလိုက်တာနော်ဒါဆိုရင် like နဲ့ပတ်သက်လို့ရပြီ go နဲ့အဲ့တော့မင်းငါကြောင်းသွားတယ်လို့ပြောမယ်ဆိုရင်တော့ဒီစကားလုံးကတော့အလုံးသိပြီးသားခေါင်းထဲမှာကိုကဖြက်နဲ့ဖြစ်အောင်ဖြစ်ရမှာနော်ငါကြောင်းသွားတယ်ဆိုရင်တော့တာမန်သိပြီးသားလေ I go to school ဒါဆိုရင်မနေ့ကဒီနေ့တွေပြောသေးရမဟုတ်တာဖြစ်တဲ့အတွက်ကြောင့် I go to school ငါကြောင်းသွားတယ်မင်းကြောင်းသွားလားကြောင်းတက်လားသဘောမျိုးဆိုရင်တော့ do you မိခွန်းမေးတာ go နဲ့ထုတ်တော့ do you go to school ဒါဆိုရင်ဒါအတာမန်လေးမေးတာမင်းကြောင်းသွားလားလို့မိခွန်းမေးတာအဖြေကတော့ yes လုပ်တယ်ဆိုရင် yes ပေါ့နော်အဲ့တော့ I do ပေါ့မလုပ်ဘူးဆိုရင် no I don't နော်ဒီပုံစံသုံးတာမင်းအလုပ်လုပ်လားဆိုရင်အလုပ်ဘာလုပ်လဲလို့ပြောတာမဟုတ်ဘူးနော်
မင်းအလုပ်လုပ်လားလို့မေးမယ်ဆိုရင်အဲ့တော့ do you work ဒါဆိုရပြီနော် do you work ဆိုရင်မင်းအလုပ်လုပ်လားလို့မေးတာအဲ့တော့ကုမ္ပဏီမှာလုပ်သလားဆိုရင်တော့နောက်ကထည့်လိုက် do you work အဲ့တော့ for လေးထည့်ရတယ် for a company ဒါဆိုရင်ကုမ္ပဏီမှာလုပ်လားလို့မေးခွန်းမေးတာဖြစ်တယ်အဲ့တော့ငါကတော့ဆရာမတစ်ယောက်အနေနဲ့လုပ်ပါတယ်လို့ကုမ္ပဏီမှာမဟုတ်ဘဲနဲ့ဆရာမတစ်ယောက်အနေနဲ့လုပ်ပါတယ်လို့ပြောချင်တယ်ဆိုရင် I work as a teacher ဒါဆိုလို့ရှိရင်ငါဆရာမတစ်ယောက်အနေနဲ့လုပ်ပါတယ်လို့သုံးတာဖြစ်တယ်ငါ engineer အနေနဲ့လုပ်တယ်ဆိုရင် I work as an engineer ငါဆရာဝန်အနေနဲ့လုပ်ပါတယ်ဆိုရင် I work as a doctor ဒါဆိုလို့ရှိရင်ကိုကဒါကဘို့ပြောရင်မတတ်ဒါလေးပါဆက်ပြောလိုက်တာအဲ့တော့ဘတ်တူပီနဲ့ပတ်သက်လို့မိခွန်းဖြေလေးတွေဆက်လုပ်မယ်အဲ့တော့ဒါလေးကိုဖြတ်လိုက်မယ်နော်အဲ့တော့ဒါလေးကိုနည်းနည်းလေးဆက်ချီအောင်ဆိုမယ်မင်းကအကြောင်းသားလားလို့မေးမယ်နော်မင်းကအကြောင်းသားလားလို့မေးခွန်းမေးမယ်အလွယ်ကူဆုံးနော်မင်းကအကြောင်းသားလားဆိုတော့ကိုကဖြေကြည့်လိုက်ပေါ့လေအဲ့တော့လာမကြောင်းသားအကြောင်းသူဆိုတာနောင်နေဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာ are you နဲ့မြင်ရတယ် are you a student ကိုယ်တိုင်ပဲဖြေကြည့်ရမှာနော် are you a student မင်းအကြောင်းသားလားမင်းကဆရာမလားဆိုရင် are you a ဆရာမလားဆိုတော့ teacher ခုနကတော့ဆရာမဖြစ်ပါရဲ့အကြောင်းလေးသင်ပြီးသားနော်ဘတ်တူပီနောက်ကပါလိုက်တယ်အဲ့ဒီမိခွန်းတွေပြန်ထုတ်နေတာနော် are you a teacher မင်းကဆရာမလားအဲ့တော့လာကဆရာမလားလာကတယောက်တည်းဖြစ်တဲ့အတွက်ကြောင့်ဒီမှာအားလည်းမရတော့ဘူး is လာနော်ကျွန်မလာနာမည်ဆွဲနေနော်ဘယ်လိုလဲမသိဘူး is လာ ခုနတော့ဆရာမလားဆိုတော့ a teacher အဲ့တော့ is လာ a teacher ဒီပုံစံလာကဆရာမမဟုတ်ဘူးလားလို့မေးမယ်ဆိုရင် isn't နော် isn't လာisn't Lala a teacher ဒါဆိုရင်လာကဆရာမမဟုတ်ဘူးလားသူတို့ကဆရာဝန်တွေမဟုတ်ဘူးလားမေးမယ်သူတို့ကဆိုတော့အများဆိုတော့စိတ်ထဲမှာစဉ်းစားလိုက်စိတ်ကူးထဲမှာမေးလိုက်မဟုတ်ဘူးလားဆိုတော့ aren't နော်အဲ့တော့ဒီနေရာမှာကျတော့နောက်ကလေဘတ်တူပီကြောင်ရှင်းပြီးသားနော်ဘတ်တူပီနဲ့တွဲတဲ့တွဲလုံးတွေကိုအခြေခံနေပြောပြီးသားဖြစ်တယ်အဲ့တော့ဒါဆိုရင်အဲ့တော့ are not ပေါ့ aren't နော်သူတို့ကဆိုတော့ aren't theyအဲ့တော့အများဖြစ်မှာပေါ့နော် doctors အဲ့ဆိုရင်သူတို့ကဆရာဝန်မဟုတ်ကြဘူးလားလို့ပြောတာအဲ့တော့သူတို့ကဆရာဝန်မဟုတ်ပါဘူးလို့ဒါကတော့ဒီမိခွန်းမေးပြတာဖြစ်တယ်နော်တာမန်လေးသူတို့ကဆရာဝန်မဟုတ်ပါဘူးဆိုရင်တော့တည်ပြီးသားဖြစ်တယ်လေ they aren't doctors သူတို့ကဆရာဝန်တွေမဟုတ်ဘူးလို့သုံးတာ they aren't doctors သူတို့ကဆရာဝန်တွေမဟုတ်ဘူးလို့ပြောပြတာဖြစ်တယ်ဒါဆိုရင်တော့အဲ့တော့အနေနဲ့ထုတ်မယ်ဆိုရင်ခုနပြောသလိုပဲအနေနဲ့ထုတ်မယ်ဆိုရင်နော် is နဲ့ထုတ်တယ်ခဏတနင်္လာခဏအင်္ဂါနေ့ဆိုရင်အဲ့တော့ today is ပါလေအင်္ဂါဆိုတော့ Tuesday ဒါဆိုရင်ဒီနေ့အင်္ဂါနေ့နော်အဲ့တော့ဒါဆိုလို့ရှိရင်အင်္ဂါနေ့လားလို့မေးခွန်းမေးမယ်ပေါ့ဒီနေ့အင်္ဂါနေ့လားဆိုရင်အဲ့တော့ဒီနေရာမှာနေ့တွေနဲ့ပတ်သက်လို့အဲ့တော့ဒီလိုလေးလဲရေးလို့ရတယ်နော် it is နော် Tuesday TUES Tuesday ဒါလေးကနည်းနည်းရှိမယ် Tuesday နော် today ဒီနေ့အင်္ဂါနေ့ဖြစ်တယ်လို့သုံးတာ it is Tuesday today ဒီပုံစံကတော့သုံးများတယ်ပေါ့နော်ရှေ့က today is Tuesday လဲသုံးကြပါတယ်နော် it is Tuesday today ဒီနေ့အင်္ဂါနေ့ဖြစ်ပါတယ်လို့သုံးတာအဲ့တော့ဒီလိုမျိုးလေးသုံးလေးသုံးထားရှိတာဖြစ်တဲ့ကြောင့်ဒီပုံစံသုံးပြတာနော်အဲ့ဒါဆိုရင် is it ပြန်ထုတ်မယ်ဆိုရင်တော့ရှေ့ကိုထုတ်ပို့မှာဖြစ်တဲ့အတွက်ကြောင့် is it နော်အတန်တော့ကချိတ်သွားမယ် is it Tuesday today ဒီနေ့အင်္ဂါနေ့လားလို့မေးခွန်းမေးတာဖြစ်တယ်ဟိုအဲ့နေ့နေရာတွေကတော့ကြိုက်တာပြောင်းပေါ့တနင်္လာဆိုရင် Monday Tuesday Wednesday အဲ့တော့ Thursday Friday Saturday Sunday
အဲ့ဒါလေးတော့ကိုယ်တိုင်နည်းနည်းရှာပြီးတော့ကြည့်ထားအောင်နော်